ရင်တော့လမ်းဆောင်လမ်းမှာလမ်းလေးကညောင်မကြီးမြောက်တကောင်ထိုင်းနေမှန်ပါဗျာဒါညောင်မကြီးကလည်းအရိတ်ကကောင်းတော့လှဲသမားရောပခုံးနာသမားရောအဲ့ဒီညောင်မင်းအဝင်ပြီးတော့အမောဖြေနားနေကြတယောက်ကလာပြန်ဒုက္ခဒီမှာတော့ကြခေါင်းရမိမတို့ကလာပြန်ဒုက္ခလာတဲ့လူတွေဒီညောင်မင်းအောက်ရောက်ပြီးဆိုဒုက္ခနဲ့ဒီတော့ညောင်မင်းမထိုင်းနေမြောက်ကစဉ်းစားဒီဒုက္ခတော်တော်နာမည်ကြီးနေပါလားဒီဒုက္ခတော်တော်ခေတ်စားတဲ့ဒုက္ခအိမ်ပေါက်ဒီဒုက္ခတော်တော်ခေတ်စားနေတယ်ဒီဒုက္ခဘယ်လိုနေပါလိမ့်ဒီဒုက္ခဘယ်ကလာဘယ်သွားတဲ့ဒုက္ခပါလိမ့်ဘယ်အရသားပါလိမ့်မြောက်ကမှန်ပါဗျာလူတွေကဒုက္ခညီလေးမြောက်ကနားထောင်ပြီးဒီဒုက္ခဘယ်ကဒုက္ခပါလိမ့်အဲ့ဒါနဲ့တယောက်တည်းချင်းစီကြီးထမ်းပြီးဖိုးကြီးရလားချင်းစီကြီးဘုံနဲ့ပြည့်ချပြီးရလားအမောဖြေပြီးဒုက္ခကဲလူလဲရှင်းနေဒီဖိုးကြီးသွားမေးဦးမှာပဲမြောက်ကရှင်းလာဘာကြီးသူတို့ညောင်မင်းအောင်ရောက်ရင်လူတိုင်းဒုက္ခနဲ့ကြီးညီးနေကြတယ်အဲ့ဒါဒီအတန်ကြားလာကျုပ်လည်းကြားပြီကြဗျာပြီးတော့ဒုက္ခဘယ်လိုနေလဲဆိုတော့ကျုပ်လည်းမသိဘူးအဲ့ဒါဒုက္ခကဘယ်ကလာလဲဩမင်းဒုက္ခမသိဘူးလားမသိဘူးမင်းဒုက္ခကိုသိကြတယ်လားသိစမ်းနေတယ်ဗျာဒုက္ခသိစမ်းနေတယ်ဒုက္ခတွေ့ကြရင်လားတွေ့စမ်းနေတယ်ကျုပ်မတွေ့ဘူးလို့တွေ့စမ်းနေတယ်ကောင်းပြီဒုက္ခတွေ့ကြရင်မနေ့ပြင်ကညနေအိမ်လာခဲ့ဘိုးကြီးကခေါ်သွားတယ်ဥစိန်ရဲ့မှန်ပါဗျာနောက်တနေ့ညနေကြတော့မြောက်ကအိမ်သွားရောဥကျော်မှန်ပါဗျာကိုရွှေမြောက်ဟုတ်ကဲ့ဗျာမနေ့ကတော့ခင်ဗျာညနေကြအိမ်လာခဲ့ဆိုတာနဲ့ဒုက္ခတွေ့ကြလာခဲ့ဆိုတာနဲ့လာခဲ့တာရတွေ့မစိတ်သာချမယ်ဒုက္ခနဲ့ကြာနဲ့တွေ့အောင်ငါလုပ်ပေးမယ်ကြိုက်ပြီဆိုတဲ့ခိုးကြီးတကောင်ထင်းယူတတာတဲ့ဗန်ရိုက်ပိတ်ထက်ဒီမှာအင်မတန်အကြိုက်ကြတဲ့ခိုးကြီးထင်းယူတတာတဲ့ဗန်ရိုက်ပိတ်ထက်ပြီးတော့အဖိုးကြီးကတိုက်ကိုရွှေရောက်သီလားရော့ဟောဒီတစ်တာတဲ့ဒုက္ခပါတယ်အဲ့ဒီထင်းတာကြီးထမ်းပြီးတော့ယူသွားကွင်းလေကောင်ကြမှာဖွင့်ကြည့်ကွင်းလေကောင်ကြတော့ဒုက္ခတွေတွေ့လိမ့်မယ်ကွင်းလေကောင်ကြတော့မှသေသေးချာချာဖွင့်ဒီပြင်နေရာမှာဖွင့်တယ်အဲ့ဒီတော့မြောက်ကလည်းဝန်းသာလို့ကျေးဇူးတင်ပါတယ်ခင်ဗျာဒီလိုအကူအညီပေးတာကျိုးဝန်းသာကြီးတာကျုပ်ဒုက္ခမြင်လည်းမြင်မှုတွေ့လည်းမတွေ့ဘူးအခုခင်ဗျားနဲ့တွေ့မှဒုက္ခနဲ့တွေ့ရတော့မှကြာရတာထင်းတကြီးထမ်းတော့လေကွင်းနဲ့အလေကောင်သွားကွင်းလေကောင်ကြမှာဖွင့်ရမယ်ပြောတာကိုကွင်းလေကောင်ရောက်တော့အုတ်ခဲတစ်ခုနဲ့တွေ့တာနဲ့တိတာကြီးချပြီးတန်ကြီးရိုက်ခွာတော့ကြိုက်တတ်တဲ့ခိုးရလဲသူ့တန်ရိုက်ပိတ်ထားလို့စိတ်ကတိုးချင်တိုင်းတိုးနေတာအင်းပါစိတ်ကသိုးချင်တိုင်းသိုးနေတာပြင်မဲ့ခုံထွက်ထည့်ပြီးတော့မြောက်ကိုလှိမ့်ကြိုက်တော့တာကိုလှိမ့်ကြိုက်တော့ခေါင်းပြေခါပြေကြောပြေပေါင်ပြေလက်မောင်းပြေကားပြေလိုက်တဲ့သွေးတွေကိုထွက်လို့မြောက်ကပြေခွေးကလိုက်မြောက်ကပြေခွေးကလိုက်အတင်းလှိမ့်ကြိုက်ပြေးလိုက်ဦးကျော်ရေဖေဟာကွင်းလေကောင်ဆိုတော့ပြေးလိုက်တာသိပင်ကလည်းတက်စရာမရှိပဲကိုမှန်ပါဗျာဒါနဲ့တရားကျော်ကြလောက်သိပင်ကလေးမြင်တယ်အဲ့ဒီရောက်အောင်ပြေးလိုက်လမ်းကြိုက်လိုက်အတင်းပြေးတော့သိပင်ကလေးတရားသာတော့အတင်းခုံတက်လိုက်တော့ခွေးကမမီတော့ဟိုဘက်ကလှဲ့ဟောင်းဒီဘက်ကလှဲ့ဟောင်းလိုက်တာခွေးကိုရှားထွက်မြက်လုံးပြီးတော့ဟောင်းပါပြီးတော့မြောက်ကသေးသေးချာချာကြည့်တရားကျော်ကြလောက်သိပင်မောကနေပြီးတော့ခေါင်းကစီးကြလာတဲ့သွေးတွေသုတ်လိုက်လက်မောင်းကသွေးတွေသုတ်လိုက်ခါကသွေးတွေသုတ်လိုက်ဒီကိုယ်လုံးလဲပန်းစီထိုးထားသလိုနီးရဲနေပြီသွေးတွေကအင်းမဒီတော့ခွေးလည်းပဲကြာတော့မဟောင်းနိုင်ဘူးဥကျော်ကြီးမှန်ပါဗျာမြေလုံးပြီးတော့ဇက်ပြေးပြီးရှာတွဲလဲဟောဟဲနဲ့နေခွေးလည်းမောနေဒီတော့မြောက်ကသေသေးချာချာခွေးကြည့်ပြီးတော့လက်စပတ်တော့ဒုက္ခဆိုတော့ဗဇက်ပြေးရှာတွဲလဲပါလားမြောက်ကမှန်ပါဒုက္ခဆိုတော့ဗဇက်ပြေးရှာတွဲလဲပါလားသူ့တကောလို့ခွေးကြိုက်လို့ဒဏ်ရာတွေပြေးနေတော့ဒုက္ခမှမသိဘူးမှန်ပါဗျာဟင်ဒီပါခွေးကတိုက်ထားလို့ခေါင်းပြေခါပြေရင်ပတ်တွေပြေကြောတွေပြေပေါင်တွေလက်တွေပြေပြီးနာလေးတဲ့ဒဏ်ရာကိုဒုက္ခလို့မထင်ဘူးဒီမှာခွေးကြည့်ပြီးတော့ဒုက္ခဆိုဗဇက်ပြေရှာတွဲလဲပါလားဗဇက်ပြေရှာတွဲလဲကိုဒုက္ခလို့ထင်နေတယ်ဥကျော်ရဲ့မှန်ပါဗျာအေးတို့တရားနာနေတဲ့လူတွေသိတဲ့ဒုက္ခကလည်းမြောက်သိတဲ့ဒုက္ခ
ဟုတ်ပါတယ်ဗျာ မြောက်သိတဲ့ဒုက္ခမျိုးသိနေတဲ့ဒုက္ခမမှုဖဲနေတာ အင်းမ အပေါ်ယံဒုက္ခအလကားဒုက္ခပြင်းပြခြားခြားကြည့်လိုက်စမ်းတို့ခံနေရတဲ့ဒုက္ခကအိုဘေးကြီးဒဏ်ရာ အင်းမဗျာ နာဘေးကြီးဒဏ်ရာသေဘေးကြီးဒဏ်ရာမတော်တဆသေပေါက်သေးဝါထိုးကြလိုက်လို့ရှိရင်ဟိုဘက်မှာအာကုစရာမရှိအပယ်လေးပါထိုးကြ